အထက်တန်းကျောင်းဘတ်စကတ်ဘောလောကမှာပြိုင်ပွဲကင်းခဲ့တဲ့အသင်းတစ်ဖက်အသင်းရဲ့စူးစမ်းမှုကိုလစ်လျူရှုနိုင်ခဲ့တဲ့အသင်းရှင်ပြိုင်မှုတိုင်းကိုလက်ခံနိုင်ခဲ့တဲ့အသင်း Generation of America ဂျပန်နိုင်ငံကအလဲတန်းကျောင်းဘတ်စကတ်ဘောလောကမှာကြီးစိုးခဲ့တဲ့ဇာကြီး9ယောက်ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲပွဲရပြီးတာနဲ့အထက်တန်းကျောင်းရောက်တဲ့အချိန်မှာတယောက်မှမရှိတော့တဲ့အသင်းဇလန်တွေပြီးသွားပြီလို့ထင်ခဲ့ပေမဲ့မဟုတ်ခဲ့ဘူးဘာလို့လဲဆိုတော့အဲ့ဒီထူးခြားပါတယ်ဆိုတဲ့အသင်းမှာထွက်ထားခဲ့တဲ့ကစားသမားတဦးရှိရဲ့စက်ထမမြောက်ကစားသမားပေါ့ဗျာသူရှိနေတာကိုသတိမထားမိခဲ့ကြဘူးသူမရှိခဲ့ဘူးလို့တော့ထင်ခဲ့ရတယ်ဒါပေမဲ့သူရှိခဲ့သူ့နာမည်ကတော့ခိုကိုတက်ဆူအာepisode အစမှာမြင်တွေ့ရတာတော့အထက်တန်းကျောင်း Serin Private High School ရဲ့အားကစားအသင်းတွေစတင်ဖွဲ့စည်းတဲ့နေ့ပေါ့ဗျာစီနီယာကစားသမားတွေရဲ့စူးစမ်းအားထုတ်မှုတွေမြင်နေရတဲ့အချိန်ပေါ့ခင်ဗျာစတင်ဖွဲ့စည်းတာတစ်နှစ်ပဲသက်တမ်းရှိသေးတယ် Serin ရဲ့ basketball corner လေးကိုတော့စီးရင်ပေးသူ10ယောက်တော့မရှိသေးတဲ့အပြင်ငါတို့ဒီ Inner High နဲ့ Winner Cup ကိုအနိုင်ရပြီးတော့လည်းနောက်တစ်ဆင့်တက်လို့ရပြီလို့ဆိုတာကပတိန်ကို pressure ပေးနေတဲ့စီနီယာအတန်းပေါ်ကောင်မလေးနဲ့အတူလူတွေစီးရင်မှာ10ယောက်တော့မပြည့်သေးတဲ့အဲ့ဒီ corner လေးကိုစီနီယာကစားသမားတို့ရဲ့ဂိုးကိုဆွဲပြီးဆက်ဆက်မဲ့ရောက်ရှိလာတာကတော့ကြားတဲ့ကောင်လိုဟမ်မန်နဲ့နမဲစင်းတစ်ခါတည်းပေးသွားခဲ့တဲ့ခါကမီတိုင်ကာသူ့အတွက်ဘတ်စကတ်ဘောကစားရတာအကြောင်းပြချက်မရှိကြောင်းနဲ့ဂျပန်နိုင်ငံမှာဘယ်လိုသွားဘတ်စကတ်ဘောဆိုတဲ့အရာအားလုံးကစားပုံတွေတူတူပဲဆိုပြီးစကေးတစ်ပေါက်နဲ့အတူဆောက်တာချက်ထွက်သွားပါပဲအဲ့အပြင်အားလုံးမသိလိုက်ပဲနဲ့တပြိုင်နင်းနမင်းစင်းပေးသွားတယ်လို့ရှိတယ်ဗျတိတ်ပြီးတတိထားမိပုံမပေါ်ကြဘူးပြီးမှကောင်မလေးရဲ့ယူဖက်ပြီးမှဟမ်ဘာခရူကိုတက်ဆူဟာပြီးတော့ဘာနှခါလောက်ပြသွားပြီးမှတက်ခိုရလားဟမ်အဲ့ဒီတက်ခိုရလားဖြစ်ပြီးတော့စီနီယာတွေအားလုံးကလည်းပြနေပါရောပြီးမှကောင်မလေးပြန်ရှင်းပြတာက Generation of America ဆိုတာသိလိုက်ရတယ်။ Ski ကျမ်းပါတယ်ဆိုတဲ့လူတွေအားလုံးတွေမှာဆရာကြီးတွေတပြိုင်တည်းစုနေတဲ့အသင်းပါခင်ဗျာ။ဒီလိုနဲ့ဒီနှစ်မှာတော့အသင်းအတွက်အားထားရမယ်လို့ထင်တယ်။ခူကိုနဲ့ခါကမီကတော့ Serin High School ရဲ့နောက်ဆုံးနာမည်စင်းပေးလို့ပေါ့ဗျာ။ကဲလူတွေ့စစ်စစ်တဲ့နေရောက်ရှိလို့လာပါပြီဗျာ။စီနီယာတွေရောဂျူနီယာတွေရောဘတ်စကတ်ဘောကွင်းနဲ့ရောက်ရှိလို့နေကြပြီ။စီနီယာကောင်မလေးကိုကြောင်ကျင်နေတဲ့ကောင်တွေရောမန်နေဂျာလို့ထင်နေတဲ့ကောင်တွေရောပေါ့ဗျာကပတိန်ထိုးတာခံလိုက်ရပြီးမှတိလိုက်ရတာသူကနီးပြတဲ့အဲ့ချိန်မှာပဲအကုန်လုံးကပြသွားပြီးတော့ပို့ပြီးတိုင်ပတ်တာတခုကကိုချ်ကအားလုံးကိုအင်္ဂလိပ်ချက်ဆိုပဲကပတိန်ရှင်းပြပြီးမှတိလိုက်ရတာသူ့ရဲ့ hidden talent အနေနဲ့ဒီနေ့တည်းကသူ့ဘီကိုချ်ရဲ့နီးပြမှုတင်ကြားမှုတွေနဲ့အတူနေ့စဉ်ဖြတ်သန်းနေရပြီးကစားသမားတစ်ယောက်ရဲ့ physical body ကိုကြည့်အောင်နဲ့တန်မာမှု talent ဖြတ်လက်မှုတို့ကိုအကဲဖြတ်နိုင်တယ်တဲ့ဗျာအချိန်နဲ့နီးပြအံ့ဩသွားရတာကတခါမှမတွေ့ဘူးတဲ့တန်မာမှုကြမ်းခံမှုဖြက်လက်မှုဂျမ်ပိန်အကုန်လုံးပြီးစုံလူမျိုးပါရှိနေတဲ့ခါကမီတိုင်ကာကိုမြင်တွေ့ရပြီးအံ့ဩနေပါတော့တယ်ပြီးမှကပတိန်3ပေးလိုက်တာနဲ့ခါကမီကနောက်ဆုံးတစ်ယောက်မဟုတ်ဘူးခူကိုတက်ဆူအားဆိုတဲ့လူတစ်ယောက်ကြံနေသေးကြောင်းနဲ့ဟိုရှာတီရှာလုံးနေတော့မှပဲကျွန်တော်ဒီမှာပါဆိုပြီးရှေ့မှာအကြာကြီးရနေတဲ့ခူကိုတွေ့ရှိလိုက်ပါလေရောအဲ့ဒီအချိန်မှာပဲစီနီယာတွေကပါကုန်အံ့ဩပြီးတော့ဒီထားမိလိုက်ကြပြန်ပေါ့ဗျာရုပ်တရက် Generation of America ဆိုတော့ဆက်စုတဲ့လူတွေကလည်းဆက်စုကစားပြီးခဲ့တာကိုမယုံနဲ့ပြီးတော့မယုံပေါ့ဗျာဒီပြအောင်နေထုံးစံတိုင်းအင်ဂျီချခိုင်းပြီးကြည့်လိုက်တဲ့အချိန်ကျမှခုနထပ်ဖို့အံ့ဩသွားပါလေရောဘာလို့လဲဆိုသူ့ရဲ့တန်မာမှုကြန့်ခိုင်မှုဂျမ်ပိန်အားလုံးကသူ့ limit နဲ့သူရှိနေပြီးအားလုံးကတာမတ်တဲ့နဲလုံးနေရကြောင်းဖြစ်ပါတယ်ဒီလိုနဲ့နောက်ဆုံးတစ်ခုမှာတော့ခါကမီတယောက်ထဲညဘက်ကြီးဘတ်စကတ်ဘောကစားနေရင်ခူကိုရုပ်တရက်တွေ့လိုက်ရပြီးသတိမထားမိပြန်ဖြစ်ပဲလေရောအဲ့လိုနဲ့ခါကမီကလည်းခူကိုဆော့ခဲ့တယ်ဆိုတော့ Generation of America ကိုစိတ်ဝင်စားကြသူကအမေရိကန်ကနေပြီးကြောင်းပြောင်းလာတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီးဘတ်စကတ်ဘောကိုပျော်ဆော့တာမဟုတ်ဘဲနဲ့သူ့ရဲ့တန်မာမှုတိုင်းကိုရှင်ပြိုင်ရင်းနဲ့ပိုပြီးတန်မာလာခြင်းတဲ့အကြောင်းပြောရင်းခူကိုထူးဆန်းနေကြောင်းတန်မာတဲ့သူတန်မာတယ်လို့သိတယ်လို့အားနေတဲ့လူကိုလည်းတမ်းပြီးသတိထားမိကြောင်းနဲ့ခူကိုဖြစ်တယ်လို့တော့သူသိနားလည်းပုံမရဘူးဒီလိုနဲ့ခါကမီကလည်းခူကိုရဲ့ Generation of America မှာရှိတဲ့သူ့ရဲ့ skill ကြည့်ကြည့်နေပြောရင် challenge ကိုပြီးတော့ခူကိုဘက်ကလည်းတုံ့ပြန်လို့လုံးဝမရှိပဲချက်ချင်းပဲဘာလဲမင်းကစားပုံကိုသိကြတယ်ကြာပြီဆိုတာ 1-to-1 ကစားမယ်ဆိုတဲ့ challenge တွေနဲ့အတူခါကမီ versus ခူကိုဆိုတဲ့ပွဲရတော့စတင်ပါတော့လေဒီပွဲရဲ့အစမှာတော့ခါကမီဘက်ကပဲဥဆောင်တယ် deck နောက်ထပ် deck ပြီးတော့ deck ပြီးမှကစားရင်းနဲ့တိလိုက်ရတာစောက်ခွေပြောင်းနေလို့တော့ထင်ရတယ်ခူကိုရဲ့ဘလောက် scale shooting လေးအကုန်လုံးကသူထင်ထားတာတကူနဲ့နေတော့လေခါကမီလည်းပေါက်ကွဲပါလေရောစောက်ခွေပြောင်းနေလာပြီပါလေစထပ်ဖြစ်ပါလေရောပြီးမှသူလည်းစိတ်ရှော့အောင်ပြီးခူကိုဘတ်စကတ်ဘောနားလိုက်တင်ကြအောင်သူ့ဒီ skill တွေနဲ့ challenge ကိုလည်းမယုံနိုင်ဘူးပေါ့ဗျာဒီနေ့တော့ဒီလောက်နဲ့ပဲတော်သိပြီပေါ့မင်းမှလည်းဘတ်စကတ်ဘောတက်လက်ဆိုတော့လုံးဝမရှိတော့နားလိုက်တော့ဘူးဗျာအဲ့ချိန်မှာခူကိုဘက်ကချက်ချင်းပဲငါလက်မခံနိုင်ဘူးဘာလို့လဲဆိုပထမဆုံးသူ့ရဲ့ reason သူဘတ်စကတ်ဘောချစ်လို့ပြီးတော့ခါကမီသူ့ထက်တန်မာတာကိုလည်းသူသိတယ်ပေါ့ဗျာနောက်ပြီးခါကမီအချင်းမြင်လို့လည်းသူဂိမ်းမဆိုင်ကြအောင်စိတ်ဝင်စားဘူးပေါ့ဗျာ
ဘသူကတန်မာတယ်ဘသူကအားနေတာတွေသူလုံးဝစိတ်ဝင်စားဘူးပေါ့ပြီးတော့ပြောတော့တာတခုတောင်မစားတယ်ဘာလို့လဲဆိုတော့သူကိုယ်တိုင်အရေးဖြစ်နေတယ်ကဲဒီလိုနဲ့နောက်ထပ်တစ်ရက်မှာတော့မီနီဂျိမ်းနဲ့အတူစီနီယာရောဂျူနီယာရောကွင်းထဲမှာ ready ပေါ့ဗျာဂျူနီယာတွေကတော့အကုန်လုံးလန့်နေကြတယ်ဘာလို့လဲဆိုတော့စီနီယာတွေကလည်းဆောက်ချင်တော့မဟုတ်ဘူးဗျတင်းနဲ့တင်းနဲ့ final တိတက်ရောက်နိုင်ခဲ့တဲ့အသင်းဆိုတော့လည်းရှင်းကြတာပေါ့ဒါပေမဲ့ခါကာမီကတော့သူ့ရဲ့တက်ကြွမှုတွေနဲ့အတူပွဲစားပါလေခိုရှောကပတိန်ရောအသင်းသားတွေအားလုံးမှာအန်အော်ရတဲ့ skill နဲ့ပေါ့အားတွေလည်းတက်နေကြတာပေါ့ဗျာဒီလိုနဲ့ဂျူနီယာဘက်ကတလုံးမျိုးလုံးသွင်းရင်းနဲ့ first half ကိုတော့19-19နဲ့ခါကာမီတို့ဘက်ကဦးဆောင်နေပါတယ်တစ်ဆက်တည်းမှာခါကာမီကလည်းကိုလိုကိုအခြေအနေအားမလိုအားများတွေဖြစ်နေတာပေါ့စောင့်နေတွေပါကန်နေပြန်အပြောနဲ့အလုံးနဲ့မညီတဲ့ကောင်တွေပါဖြစ်နေရောပေါ့တပြိုင်နက်တည်းမှာပဲစီနီယာတို့ဘက်ကလည်းကပတိန်ရဲ့ဦးဆောင်မှုနဲ့အတူခါကာမီကိုကပတိန်ရဲ့ကစားကွက်ထဲကိုထည့်နိုင်ခဲ့ပြီးတော့ block တွေ pass တွေနဲ့အတူအသာရပြီး15မှတ်31မှတ်ဆိုအမှန်နဲ့အတူစီနီယာတွေကခံပတ်ပေါ့ဗျာဒီလိုနဲ့ဂျူနီယာတွေကလည်းဟောတကယ်ကောင်းတာမလွယ်ဘူးပေါ့ခါကာမီကလည်းပေါက်ကွဲနေပါပေါက်ကွဲနေပါတယ်ဆိုမှကိုလိုကိုရဲ့စိတ်ရှုပ်ဖို့ပြောတဲ့ပုံစံကြောင့်ခါကာမီကပူပေါက်ကွဲတော့အတင်းသားတွေကလည်းရုံးရင်းဆန်ကြနေဖြစ်နေရောဒါနဲ့အဲ့မှာစတာတခုကိုလိုကိုပါလာကိုကိုချ်ကအခုမှစပြီးတတိထားမိပြီညအချိန်နဲ့ဒုတိယပိုင်းစတာကိုလိုကိုကသူ့ဘောလုံး pass ဖို့အတင်းသားကိုပြောသွားပြီးတော့ပွဲရလေးစတင်ပါတော့လေဒီလိုနဲ့ပွဲစဉ်အတွင်းမှာ pass ဘယ်လိုလဲဘယ်ကနေပြေးလိုက်တာလဲတတိမထားမိပဲတင်းဘော်ရဲ့လက်ထဲဘောလုံးက pass ပြီးသားဖြစ်နေတာတခြားလူတွေလည်းကြောင်နေတယ်ကိုချ်ကလည်းလုံးဝတတိမထားမိဘူးနောက်ပြီးစတတိထားမိတာဘာလဲပေါ့သူရှိနေတာကိုလည်းတတိမထားမိပြန်မလားပေါ့ကစားနေတဲ့အချိန်မှာတော့သူ့ကိုမြင်ခဲ့ရအောင်ပေါ့ဗျာနောက်ပြီးဘောလုံး strength နဲ့ပဲတွန်းပို့တာလားလင်းမြန်တာလားအဲ့လိုကြတော့လည်းမဟုတ်ပြန်ဘူးပြီးမှတိလိုက်ရတာက misdirection ဘောလုံးရဲ့လာရလမ်းကိုလက်ကပဲအားထည့်ပြီးတော့လာရလမ်းကိုပြန်ပြောင်းပေးတဲ့စနစ်ပြန်ပြီးတော့ pass ပေးလိုက်တဲ့သဘောပေါ့ကစားသမားရဲ့ကိုယ်သွားတဲ့ဘက်ကနေပေါ်လာတတ်တဲ့သူ့ရဲ့ skill သူ့ရဲ့လှုပ်ရှားမှုအဲ့ဒါတွေကြောင့်ဒါတွေဖြစ်နေရတယ်ဆိုတာကိုစတင်ရေးစားမိတာပေါ့ပြီးမှသူပိုသတိထားမိလာတာဒါပဲပေါ့ပြက်ကွယ်နေတဲ့ကစားသမားတို့အကြောင်းဆိုတာဂိုလာဟာလာတွေကြားထားသလိုမျိုးချက်ခိုရဲ့အတော်ဆုံး passing ကစားသမား Generation of America ရဲ့စက်တမမြောက်ကစားသမားဆိုတာကိုပဲပေါ့ဗျာအဲ့လိုနဲ့ပွဲစဉ်အတွင်းမှာဘောလုံးကခါကာမီစီကိုရောင်မန်းတီရောက်နေပြီးတော့ခါကာမီကလည်းသူ့ရဲ့တိုက်စစ်နဲ့အတူ36မှတ်39မှတ်နဲ့အတူဂျူနီယာတွေအတင်းအနိုင်ရဖို့နှစ်မှတ်ပဲလိုတော့တဲ့အချိန်ကိုရောက်ရှိနေတယ်ပေါ့ကဲဒီလိုနဲ့ last minute ကိုရောက်တဲ့အချိန်မှာတော့ကိုလိုကိုရဲ့စတီးနဲ့အတူပြေးထွက်သွားပြီးတော့၄ရက်အလှလေးနဲ့အဆုံးသတ်မယ်ပေါ့ဗျာကစားဖို့တွေကလည်းအားပေးပေါ့ဒါပေမဲ့ဆရာကြီးကလုံးဝမဝင်ရဘူးဗျာတော်သေးရဲ့အနောက်မှာကိုလိုကိုအကြောင်းလုံးဝစတင်သိရှိနေပြီဖြစ်တဲ့ခါကာမီကကပ်ပါလာလို့အဲ့ဒါနဲ့ပဲခါကာမီရဲ့တန်းနေနဲ့ဆုံးသက်လိုက်ပါတယ်ဒီလိုနဲ့ဆရာကြီးနှစ်ယောက်ရဲ့ပထမဆုံး team မြတ်ပွဲရတယ်အနိုင်လေးနဲ့ဆုံးသက်သွားတာပေါ့ဗျာကနောက်စင်းတစ်ခုမှာတော့ညရောခါကာမီတယောက်လည်းရှယ်ကျုံးမယ်ဆိုပြီးမုံနေဝယ်ပြီးတော့စားဖို့လုပ်ပြီးမှကိုလိုကိုရောက်နေမှသိလိုက်ရပါတော့တယ်ဒီလိုနဲ့ဆရာကြီးနှစ်ယောက်အလာဘာတလာဘာပြောနေကြရင်လည်း Generation of America ကိုခါကာမီတယောက်တအားစိတ်ဝင်စားနေအောင်ကိုလိုကိုစပြီးသိလိုက်ရတော့ Generation of America ဆိုတာမင်းကစားသမား9ယောက်ရှိပြီးအကုန်လုံးကလည်းသူ့ talent နဲ့သူဆရာကြီးဖြစ်နေကြအောင်ခါကာမီသာအခုချိန်တွားပြရင်ချက်ချင်းရှုံးသွားနိုင်နေပေါ့အဲ့တော့လည်းဟိုကောင်လည်းပေါက်နေပြန်ဒါပေမဲ့ခါကာမီခင်ကြကရှင်းနေတယ်သူဂျပန်နိုင်ငံမှာအတော်ဆုံးနဲ့အကောင်းဆုံးဘတ်စကတ်ဘောသမားတစ်ယောက်ဖြစ်ချင်တော်ပါတယ်ကျမ်းပါတယ်ဆိုတဲ့လူတွေလည်းကျုံးကျင်တယ်ပေါ့ဗျာအဲ့ချိန်မှာခုပြောလိုက်တာလေးသဘောကျတယ်ခါကာမီအိမ်ကလုံးဝမဖြစ်နိုင်ဘူးလေဘာလို့လဲဆိုအဲ့အိမ်မက်ကိုဖြစ်ချင်တယ်ဆိုတယောက်တည်းလုံးလို့မရဘူးခုကိုရဲ့ခင်ကြကတော့ပုံပြီးရှင်းနေဗျသူကအရေးအလင်းရဲ့အရေးအလင်းကလင်းလေအရေးကမှောင်လေအလင်းနဲ့အရေးရခွဲခြားလို့မရတဲ့ဖြစ်တည်မှုတစ်ခုပေါ့ဗျာပြောချင်တာကသူကခါကာမီကိုအကောင်းဆုံးဘတ်စကတ်ဘောသမားဖြစ်အောင်သူ supporting ပေးမယ်ပေါ့ဗျာအဲ့ဒါသူ့ရဲ့လက်ရှိရည်မှန်းချက်အဲ့လိုပြောလိုက်တော့ခါကာမီကလည်းသဘောကျစားပြူလာပြီးတော့ဒီလိုနဲ့ခူကိုကလည်းခါကာမီရဲ့အရေးကိုစတင်ဖြစ်မှန်းမသိဖြစ်လာပါတော့တယ်ဒီလိုနဲ့ episode 1ကတော့ဒီမှာပဲဆုံးသက်သွားပြီးတော့ episode 2ကိုစတင်ဆက်လက်ကြည့်ရှုပေးပါခင်ဗျာ